မင်္ဂလာပါရှင်ဒီနေ့တော့တော်တော်နဲ့တူတူမာလာမောက်ချိတ်သွားစားမယ်ပြီးတော့ခြေသေးလက်သေးသွားလုံးမဲ့နေ့ပဲဖြစ်ပါရဲ့ရှင်ခလေးလေးချောင်းပိတ်ရက်မှာအခုဆိုလို့ရှိရင်တော့မေမေနဲ့တူတူအလှလိုက်ပြင်လို့ရတဲ့အရွယ်လေးရောက်နေပါပြီအဲ့ဒီတော့အတူတူအလှပြင်ဖြစ်ကြတယ်ပေါ့နော်အရင်ဆုံးအလှမပြင်ခင်မှာဘိုင်းဝအောင်ဖြည့်ထားဖို့အတွက်ကိုရန်ရှင်းစီတီကသူကြိုက်တဲ့ဒီမာလာထန်သွားကြည့်မှဖြစ်ပါတယ်ကိုကိုဖူရွေးထားတယ်ပေါ့နော်ပိတ်ရက်ဆိုတော့ဝိုင်းရအောင်လို့အကြာကြီးပဲစောင့်လိုက်ရပါတယ်ရှင်ဒါကတော့ဗိုက်စာလေးနဲ့ကနေရဲ့အမားကြီးဖြစ်ပါတယ်ဝါနောက်ဆုံးမှာတော့တို့မှားထားတဲ့ဒီမာလာထန်ရောက်လာပြီပေါ့နော်တားမိညောက်တဲ့စားမှာကိုတို့လောဘကြည့်ပြီးတော့အများကြီးမှားမိသွားတယ်အဲ့အတွက်ကြောင့်မို့လို့ဘိုင်းဝါတလောက်ပဲစားမယ်ပြီးလို့ရှိရင်တော့မကုံတဲ့ဟာတွေကိုအရေးတက်အဖတ်တက်နဲ့ပါဆယ်ပြန်ရင်ပြီးတော့မှအိမ်ကျမှထပ်ပြီးတော့ဆွဲပါမယ်ရှင်အခုတော့မှပဲဘိုက်စာနဲ့ဆိုလဲဒါအများကြီးရတယ်တော်လေးရော့သွားခဲ့ပြီပေါ့နော်စားလို့လဲပြီးပြီဘိုင်းဝါပြီဆိုတော့ပါဆွဲဆွဲပြီးတော့ခြေသက်လက်သက်သွားလို့ဖို့အတွက်ကို39လမ်းကိုသွားပါမယ်။တို့သွားနေကြဒီဇိုင်းလေးကကြတော့39လမ်းကိုအနော်ထာဘက်ကနေဝင်နေဆိုလို့ရှိရင်လေအခုကျမရဲ့ခလေးလေးပြထားတဲ့ဆိုင်းဘုတ်အောက်ကနေပြီးတော့ပဲဝင်လာခဲ့လိုက်ပါအခုလိုမျိုးအသီးတန်းလေးကိုကြော်သွားပြီဆိုလို့ရှိရင်တော့ဟိုအရှိနာရောက်မှာပေါ့နော်အရှိနာလောက်မှာညာဘက်ချမ်းမှာရှိပါတယ်အနော်ထာဘက်ကဝင်ညာဘက်ချမ်းမှာဒါကြတော့တို့တွေဘန်နူလာဘက်ကနေဝင်တာပေါ့နော် one stop map လေးရဲ့ဘေးနားမှာ39လမ်းဆိုပြီးတော့ရှိပါတယ်ဒီမှာ monster မျက်မှန်ဆိုင်ရဲ့ဒီလမ်းတစ်ထည့်ကနေဝင်သွားတယ်ဆိုလို့ရှိရင်တော့ဘယ်ဘက်ချက်မှာဖြစ်ပါတယ်ဘယ်ကနေပဲဝင်ညာကနေပဲဝင်ဂျီနီစတူဒီယိုက39လမ်းထဲမှာရှိပါတယ်အခုလောက်ဆိုလို့ရှင်တော့ဂျီနွေးစတူဒီယိုကိုရှာလို့တွေးလောက်ပြီပေါ့နော်တုံတုံလေးကတော့ရောက်ချင်းမှာပဲလက်သေးလေးစပြီးတော့ရွှေ့နေပါပြီဒီဆိုင်မှာကြတော့လေဂျဲဆိုးမလားရိုးဆိုးမလားပြီးတော့မတ်တိုက်လေးဆိုးမလားဂျဲဟိုမှာဒီလိုမျိုးပေါ့ extension လဲဆက်လို့လည်းရတယ်ပြီးတော့ခတ်အိုင်းလေးလည်းရတယ်ကလေးလေးတွေအတွက်ဆိုလို့ရှင်လဲ size လေးရှိတယ်လို့မျိုးလူကြီးတွေဆိုလို့ရှင်လဲစိတ်ကြိုက် design size လေးရှိပါတယ်တုံတုံလေးကတော့သူ့အကြိုက်ပေါ့နော်စပြီးတော့မှရွေးချယ်နေပါပြီရှင်အခုလိုမျိုးခလေးကိုခေါ်လာပြီးတော့လှုပ်ပေးရဆိုတာလေလူကြီးလိုမျိုးပေါ့နော်လာနဲ့ချီပြီးတော့ခံအောင်လှုပ်ပေးရမှာမဟုတ်ပဲနဲ့အလွန်ဆုံးပေါ့နော်တရက်တောင်မှအလိုမျိုးမခံအောင်လို့လှုပ်ခိုင်းထားတာဖြစ်ပါတယ်အဓိကတော့ကလေးလေးစိတ်ကျဉ်အောင်လို့ပေါ့နော်လှုပ်ပေးထားတာဖြစ်ပါရဲ့ရှင်ကျောင်းတက်နေရတဲ့အရွယ်ဆိုတော့လက်သေးချီတဲ့လှုပ်ပေးလို့မရဘူးပေါ့နော်အဲ့တော့ကလေးကတော့ကြာရှည်မခံပါဘူးလူကြီးကတော့လာနဲ့ချီပြီးတော့ခံပါတယ်အဲ့တော့ရိုးပဲဆိုမလား share ဆိုမလားဘယ်လိုဆိုမလဲကျွန်မအမြဲတမ်းစုနေကြဒီ Genie Studio ကိုကြွားခဲ့ဖို့အတွက်ကိုအားလုံးဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့အယောင်လေးစပြီးတော့ရွေးနေပြီပေါ့နော်ဘလောက်ပဲအယောင်လေးလှပါစေအဲ့တော့လူမျိုးပဲနီညူရောင်ဆိုလို့ရှိရင်ညလုံးလေးကမထွက်တဲ့သူရှိလားရှင်လက်သေးခြေသေး9ခေါက်လောက်ဆိုပြီးဆိုလို့ရှိရင်တော့3ခေါက်လောက်ကတော့နီညူရောင်လေးပဲရွေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့တုံလေးကကြတော့အယောင်နှုတ်လေးတွေအရန်ကြိုက်တာမို့လို့တုံလေးကတော့သူ့အကြိုက်လေးသူရွေးထားဖြစ်ပါတယ်လက်သေးခြေသေးလုံနေရရုံလေးကိုကြည့်ပါသူအရန်ကိုကျင်းနေနေရဖြစ်ပါတယ်ရှင်ပြုံးနေရပဲဒီနေ့စတူဒီယိုမှာကြတော့ခြေသက်လက်သက်လုံရင်းနဲ့တို့အများကြီးလှုပ်ဖြစ်နေရတော့ဒီခြေထောက်တွေကို secret လိုက်တာပေါ့နော်အတမာတက်နေတဲ့နေရာလေးတွေခြေထောက်မှာအမဲဆက်လေးတွေပြီးလို့ရှိရင်တားရင်မညီယာလေးဆိုလို့ရှိရင်သူ secret လေးကအရန်ကိုထိထိရောက်လေးဖြစ်တယ်ပေါ့နော်ကလေးဆိုတဲ့အခါကျတော့ကလေးကိုလည်းလုံးဝညီညီတတာလေးနဲ့မထိခိုက်အောင်လို့စိတ်တည်နှောင်းပေါ့နော်သူမမတွေကဒါလှုပ်ပေးတာပေါ့နော်ဒါပေမဲ့လည်းတုံလေးကဒီခြေထောက်လေးမှာဖက်နှောင်လေးမှာဆိုလို့ရှိရင်အတမာလေးရှိရဆိုတော့သူ့အတွက်လည်းတခါလေတင့်တော်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းဖြည်းဖြည်းညင်သားလေးသူ့မမတွေလှုပ်ပေးနေဖြစ်ပါတယ်အဲ့ဒီစခရက်ကလူကြီးဆိုလို့ရှိရင်လည်းခြေထောက်လေးကလုံးဝပေါ့နော်တစ်ချိန်နဲ့တိတိတာလေးကြည်သွားတယ်ပေါ့အဲ့တော့အဲ့တွေလည်းမဖြစ်မနေအဲ့ရတဲ့ဆိုလို့ရှိရင်အဲ့လိုစခရက်တိုက်ပြီးတော့မှအမြဲတမ်းဒီခြေထောက်တွေကို cleansing လုပ်ပါရရှင်လမ်းကြုံလို့ရှိရင်ဒီလက်သက်ခြေသက်မဟုတ်ဘဲနဲ့ခြေထောက်လေးလည်းစခရက်လေးလုပ်ခဲ့ကြည့်ပါနော်အချိန်လည်းတိတ်မပေးချင်ဘူးလက်သက်လက်လာလေးလည်းရချင်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကတော့အဲ့မှာပေါ့နော်ဒီမှာကတ်အိုင်းလေးဆိုဖို့အတွက်ကိုစဉ်းစားထားပါတယ်ပြာလေးဆိုမယ်ဆိုပြီးတော့နောက်ဆုံးနင်းညိုပဲဆိုပြသွားတယ်ပေါ့နော်တစ်ဖက်မှာတော့ကလေးလေးကလက်၅ချောင်းစပြီးတော့ပြီးပါပြီတုံတုံကလေလက်သေးရှိဆိုလို့ရှင်တအားကိုတိတ်ပါတယ်အရန်ကိုမိမသားဆန်တဲ့ကလေးလေးပေါ့နော်တစ်စိမ့်စိမ့်ချီပြီးသူ့ကိုသူလည်းတအားကိုချိန်နဲ့တတ်ပါတယ်တို့တွေလက်သေးချစ်တဲ့လှုပ်လို့ပေးပါပြီတုံတုံလေးကလည်းသူ့လက်လေးဒါတလုံးကကျတော့ဂျဲဆိုးတာမှုပဲနဲ့
ဂျယ်နဲ့လှုပ်ထားတဲ့ဒီလက်သေးတူလေးတွေပေါ့နော်ကတ်ထားတာဖြစ်ပါတယ်အဲ့လက်သေးတူလေးကပြန်ခွာပြီးလို့ရှိရင်ပြန်ကတ်လို့ရပါတယ်ဒါလေးကတော့မမစ်လက်လေးပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့နီညိုရောင်ကတ်အိုင်းလေးကိုပဲရိုးရိုးရှင်းရှင်းလေးပဲဆိုးလိုက်ပါတယ်ကော်ဖီကွက်လေးကင်ရင်တော့မှပဲအရန်ကိုလှနေရတဲ့အတွက်ဒီနေ့တော့ကိုယ့်ကိုယ်အရန်ကိုကြိုက်ပါတယ်ရှင်ကျေးဇူးပေးတဲ့သူအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့မယ်ရှင်လက်သေးချီတဲ့အလှပြဖို့အတွက်ဆိုလို့ရှိရင် Genie Studio ရှိတယ်နော်